ဂျပန်ပိုင်းနှစ်မှာကကြတော့ကျွန်တော်တို့ဒီအယုံဆုံးပေါ့နော်ခုတဘာကိုစပြီးတော့လေ့လာကြရအောင်ပထမဆုံးတစ်လုံးကဘာလဲဆိုတော့အေပူရွန်ဆိုတာကအရှိဖို့ခါစီပေါ့နော်ဒီအဲမြင်အောင်ပြောမယ်ဆိုရင်ဒီဆရာဝန်တွေ operation တွေမဝင်ခင်မှာဆိုရင်လေဒီခါမှာစီးတဲ့ဟာတွေမျိုးလို့ပြောချင်တာပေါ့နော်အဲ့ဒါရှိဖို့ခါစီနောက်တစ်ခါကျတော့မျိုးချခြင်းက angle ပေါ့နော် angle ဆိုရင်မျိုးချခြင်းအစာနေချင်းဆိုတာကဂေါ်အန်ဆိုအစာနေတာတီးတာအဲ့လိုမျိုးရေတီးတာတို့တဲ့မလားအစာစားရင်လည်းအစာအနေသွားတာမျိုးတွေအဲ့ဒါကိုဂေါ်အန်လို့ခေါ်တယ်နောက်တစ်ခါကျတော့ short ဆိုတာကစားတောက်ကုန်ကိုပြောတာပေါ့နော်စားတောက်ကုန်နောက်တစ်ခါရေတိုက်ခြင်းရေတက်ဖြစ်ခြင်းဆွေးဘုံဟိုကျူရေတိုက်ခြင်းပေါ့နော်ဒါကလေဒီခိုင်းကောရှော့ကူမှာဆိုရင်အရင်လေးလောက်ရတဲ့ဟာပေါ့နော်ဥမာဒီကိုက16 ခံပွားတွေကိုရေတိုက်ပေးတာမျိုးတွေသူတို့ကရေတက်ခမ်းမချသွားအောင်ပေါ့နော်အနေနဲ့ရေတိုက်ပေးတာမျိုးတွေဆိုရင်ဆွေးဘုံဟိုကျူလို့ခေါ်တယ်那个超收的ဆိုရင်ဆဲခီခိုမှုဆိုချောင်းဆိုဒီအရေးပြပြဆိုတာကဒိုရိုမီကအရေးပြပြရေးပြဆိုကိုယ့်ရေးပုံစံပြောချင်တာပေါ့နော်ဆိုလိုတာကဒီမျိုးချဖို့ခက်ခဲတဲ့သူတွေဆိုရင်စားစရာကိုဒီဒိုရိုမီနဲ့ရောနေပြီးတော့ပေါ့နော်အာမျိုးချလိုက်တာကမျိုးချရလွယ်တယ်အဲကြောင့်ဒိုရိုမီကိုသုံးတယ်နောက် မျိုးချခြင်းဟာဆိုရင်နိုမီခိုမီကမျိုးချခြင်းတဲ့နောက်တစ်ခုချောင်းပြေးဟတ်ထုတ်တီဆိုတာကမူဆယ်ရုဆိုချောင်းပြေးဟတ်ထုတ်တီအဲ့ဆိုမြေအန်ကဲကလည်းမျိုးချတာပဲနိုမီခိုမီကလည်းမျိုးချတာပဲเนาะအတူတူပဲနောက်ကကျတော့ပမာဏကကျတော့နေရောဆိုတာပမာဏရီတာဆိုတာကအကောင်ဆောင်ပေါ့နော်ရီတာဆိုတာအကောင်ဆောင်လီတာကနေလာတယ်အင်္ဂလိပ်စာလုံးလီတာကနေလာတာဖြစ်တယ်ဒါကလည်းပုံမှန်အတိုင်းပဲဒါကြက်ရမှာပေါ့နော်အဲ့ဒါညဒီဘက် conversation ကိုတော့ကြည့်ရအောင်မဟုတ်တည်ဘူးခုတ်တုပပဲပြီးပါတော့အဲ့ဒါခုတ်တုပကိုကြည့်ရအောင်ခုတ်တုပနောက်တစ်ခုအကျွတ်ကျော်ဆိုတာကအာဂေမွနိုဆိုရင်အကျွတ်ကျော်တဲ့အရာတွေအကုန်လုံးကိုအာဂေမွနိုလို့ခေါ်တယ်နောက်ကမှွေကျော်ဆိုရင်ဟီတာမေမွနိုကျဥမှွေကျော်လို့လေကြားဘူးတယ်မလားအဲ့လိုမှွေပြီးတော့ကျော်လိုက်တာမျိုးတွေဟီတာမေမွနိုလို့ခေါ်တယ်ရင်းနှွေးချမ်းကိုကြတော့ဥချဆိုရင်ရင်းနှွေးချမ်းခါတဲ့အာလူကြီးနဲ့သမင်ကြခါတဲ့တိုင်းစုเนาะဒီကနေလာတယ်ခါတာခါတာခါတဲ့တိုင်းစုသမင်ကဂေါ်ဟန်ဒါရကြတော့ယင်းနီပီတာကိုတို့ပါတယ်ပဲအရင်ချက်စရာမလိုဘူးเนาะဟင်းနီယာစရင်မီနီယိုကိုဘယ်လိုခေါ်သေးလဲဆိုတော့ခွန်တာတေလို့ခေါ်တယ်ခွန်တာတေဟင်းနီယာစရာနေစစ်စရာဆိုခွန်တာတေနီယောပေါ့เนาะဒါကဒီနေ့ကဗာမီနီယိုလေအဲ့လိုစရာကွက်ပေါ့เนาะအဲ့လိုမျိုးပုံစံနဲ့ပြောချင်တယ်ဆိုရင်ခွန်တာတေနီယောလို့ပြောမယ်နောက်တစ်ခုအဓိကစားစာဆိုရင်ဖြူလျှော်ခုဆိုရင်အဓိကစားစရာဒါကဟင်းကျိုဆိုရင်ရှီရူမိုနိုဆိုရင်ဟင်းကျိုချင်းဘတ်ဆိုရင်စုကေမိုနိုချင်းဘတ်ပေးပြားဆိုတာကအတိုးဖုပေးပြားပေါ့နော်ဒွန်ဘူရီကဒါလေးဒီlevel 10နေတင်ကားတဲ့အခါမှာကြာတာပဲပေါ့နော်ကြာဘူးတွေပဲပေါ့နော်ဒါသမင်းနဲ့ဟင်းတွေကိုပုံထည့်ထားတဲ့ဟာကိုဒွန်ဘူရီလို့ခေါ်တယ်အပြုတ်ကိုကြတော့နီစုကေတဲ့နောက်တစ်ခုအပြုတ်နီမိုနိုအတူတူပါပဲဒီနှစ်ခုအသေးပဲအရန်ဟင်းကကြတော့ဖူခုရှော့ကုဟုတ်ပြီနော်အရင်ဟင်းဒါနေကရှူးလျှော့ခုဆိုအဓိကအစားစရာပေါ့နော်အဓိကဟင်းတို့အဲ့လိုမျိုးအရင်စားအရင်ဟင်းဆိုရင်ဖူခုလျှော့ခုမူရောလက်ဖက်ရည်ဆိုရင်မူကိချဂျုံပေါ့နော်ဒါဂျုံလက်ဖက်ရည်ပုံစံမျိုးပြောချင်တာဟင်းနေရာစရင်ကိုကြတော့မီနူကနေလာတယ်နော်မီနူဂါးခင်ကိုကြတော့ယာကိစာကာနာလို့ခေါ်တယ်ယာခိယကင်နာပေါ့နော်စာကာနာဆိုစာကာနာကနေလာတယ်ယာကိစာကာနာဆိုငါကင်ဒိန်ချင်းဆိုရင်ယောဂုရုတုယောဂကနေလာဒါလေးစက်ထားပြရမှာဖြစ်တယ်ဆိုရင်ဒါဟိုနေ့ကလို့တလို့ပဲအပေါ်က conversation ကိုဖတ်ပြီးတော့ဝတိရှိတို့ကအောက်မှာသွားဖြည့်မယ်ပေါ့နော်ပထမဆုံးတစ်ခုကကြတော့ဂိုင်းရှုခုနဲ့အစာသူဆန်နဲ့ပြောလိုက်တယ်အာမာရီတာတေစီမဆန်အာမာရီတာဘေတေအီမာဆန်နဲ့တဲ့တိတ်ပြီးတော့မစားဘူးနော်တဲ့ဒါဂိုင်းရှုခုကပြောလိုက်တယ်မိခိတေကစကိုရှိအီတာခုတေဟာရှိကဥမာခုမုတ်တေမာဆန်တဲ့သာတုဆန်ကပြောလိုက်တယ်ညာဘက်လက်ကပေါ့နော်နည်းနည်းလေးအီတာခုတေဆိုတာနာပြီးတော့တဲ့သူ့ကိုတဲ့ကျွမ်းကျင်စွာမတည်နိုင်ဘူးတဲ့မတည်ဘူးပေါ့နော်တည်လို့မရဘူးဆိုတော့ခိုင်းကုတ်ချုပ်ကပြန်မေးလိုက်တယ်မိဂီတေကအီတိုင်းですねညာဘက်လက်ကနာနေတယ်နော်အိုတေဆိုတိုင်းအီရှိမရှိုကဆိုတာကကူညီပေးရမလားတဲ့
သာဓုဆန်ကတိုင်းကျော်ဘူးတဲ့အဆင်ပြေပါတယ်စူပွန်ဒေတာပဲမှာဇွန်နဲ့စာမယ်အဆင်ပြေပါတယ်လို့သူပြောတဲ့ဖြစ်တဲ့အတွက်ကြောင့်တော့မကူညီခိုင်းတဲ့သဘောပေါ့နော်ဇွန်နဲ့စာမယ်တဲ့မိုတေခိတေခုတာဆက်ယူလာပြီးပါအဲ့တော့ဂိုင်းကောရှုကုကပြောလိုက်တယ်ဝါကာရီမရှတနာလေပါပြီစပူဇွန်စပွန်အိုမိုတေခိမတ်နေပေါ့နော်ဇွန်ကိုတဲ့ယူလာပြီးနေတဲ့ဟုတ်ပြီစပူဇွန်ဖြစ်ကုန်ပြီဟောတစ်ဖြစ်ပြီဆိုတော့ကြည့်ရအောင်ခိုင်ဝါの内容で新しいものを選んでくださいပေါ့နော်ရေးပြရမယ်ဆိုတော့一番မှာစာတုさんはご飯を全部食べましたစာတုさんဟာဆိုရင်ထမင်းကိုအကုန်လုံးစားခဲ့ပါတယ်တဲ့ဒါတစ်ချက်ပြီးပြောထားတယ်အခုစာတုさんは左手で箸を持ちますစာတုさんဟာဆိုရင်ဘယ်လက်နဲ့သူကိုကိုင်နေတဲ့ဒါကစာတုဆန်ဟာဆိုရင်ခိုင်ကိုရှုကုနိတေစတာတေမိုရာတေကောဟန်ဥတာပဲမှာစာတုဆန်ဟာခိုင်ကိုရှုကုစီကအကူညီကိုလက်ခံရယူပြီးတော့သမင်ကိုစားတယ်စာတုဆန်ဟာဂျီဘွန်တေကောဟန်ဥတာပဲမှာကိုယ်တိုင်သမင်ကိုစားတယ်အဲ့ဒါကိုပြန်ကြည့်လိုက်တဲ့အခါမှာဆိုရင်နံပါတ်1ကကြတော့သမင်ကိုအကုန်လုံးစားလိုက်ပါတယ်ဆိုပြီးတော့သူပြောထားလားဆိုတော့89ညမှာသူကမပြောထားဘူးပေါ့နော်အဲ့တော့ရေးလို့မရအောင်နီးပံကကြတော့စာတုစာဘေးလက်နဲ့စားတယ်ဆိုလည်းမဟုတ်ဘူးတွညာလက်နဲ့စားတာအဲ့တော့စာတုဆန်ဟာဆိုရင်တဲ့ခိုင်ကိုရှုခုရဲ့အကူညိုရယူပြီးတော့သမင်းကိုစားတယ်လို့သူမှမပြောဘူးလေတိုင်းကျော်ဘူးတဲ့အဆင်ပြေတာဖြစ်တဲ့အတွက်ကြောင့်နံပါတ်3ကိုလည်းယူလို့မရအောင်နံပါတ်4ကစာတုဆန်ကိုယ်တိုင်သမင်းကိုစားတယ်ဆိုတော့ဒါကအဖြေပေါ့အဲ့ဒါအဖြေကနံပါတ်4နီးပံလေးကြည့်ရအောင်နီးပံမှာကြတော့ဂိုင်းကောရှုခုကပြောလိုက်ပြီဆူဇူကီဆန်တော့ရှုခုကြီးခိုင်ကောကအိုဝါဒီမရှတာဆူဇူကီဆန်ရဲ့တဲ့ဒီထမင်းကျွေးတဲ့ခိုင်ကောကပြီးသွားပါပြီနီးတာဆိုတော့ခေါင်းဆောင်ကပြန်ပြောလိုက်တယ်အိုစကာလေးဆာမတဲ့ဆူဇူကီဆန်ကရှုခုကြီးအိုဇမ်ဘူဒါဘေမရှတာကဆူဇူကီဆန်ဟာဆိုရင်အစားတောက်ကိုတဲ့အားလုံးစားခေလားတဲ့အဲ့တော့ခိုင်ကောရှုခုကပြောလိုက်တယ်はい、全部食べました。ホッケー、この酒はある。鈴木さんは最近お茶や味噌汁を飲むとむせることがありますတဲ့ဒါခိုင်ကောရှောကပြန်ပြောလိုက်တဲ့ဒီသားကို鈴木さんကတဲ့အခုတလောပေါ့နော်။လက်ဖက်ရည်တို့မီဆိုဟင်းရည်တွေတောက်တဲ့အခါမှာဆိုရင်တဲ့ချောင်းနဲ့ဟက်ထုတ်တာမျိုးတော့ရှိပါတယ်တဲ့ဒီသားကそうですかဟုတ်လားတဲ့။ဘောအန်နီကီကိုစကေတဲ့ခုဒါဆိုင်တဲ့ဆိုရင်ခေါ်ဟန်ဆိုတာကအစာနဲ့လာနော်အစာနဲ့လာကိုတဲ့ဂရုစိုက်ပြီးပါတဲ့တာဘေးတနေဝခန္ဓာရစုခီရိုကုရှိတေခတာဆိုင်နေစားတဲ့ပမာဏကိုတဲ့ခန္ဓာရစုမဖြစ်မနေခီရိုကုရှိတေခတာဆိုင်နေဆိုတာကအမှတ်တမ်းတင်ထားပြီးပါတဲ့ဟဲ့ခီရိုကုရှိမတ်မှတ်တမ်းတင်ပါမည်အဆွဲထားလေးခြင်းနော်一番が鈴木さんは食事を残しました。鈴木さんဟာဆိုရင်လည်းအစားအသောက်ကကြံခဲ့ပါတယ်တဲ့။ဟုတ်လို့လားမဟုတ်ဘူး။ဘာလို့လဲဆိုခဏပြောလိုက်တဲ့အပေါ်မှာရှိတယ်။ဇမ်ဘူဒါဘေမရှတာအကုန်လုံးစားပြီးသွားပြီဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်။နံပါတ်1ကမှားပါတယ်။2番が鈴木さんは味噌汁を飲むとき、いつもむせています。鈴木さんဟာဆိုရင်ね味噌汁ကိုတဲ့တောက်တဲ့အခါမှာဆိုရင်အမြဲတမ်းတဲ့သူကချောင်းဆိုးပါတယ်တဲ့အဲဆိုတော့ဒီမှာကသူပြောထားပါပြောထားတာလေတိုင်ကင်အခုတလောပဲဆိုတာဖြစ်တဲ့အတွက်ကြောင့် ismo ဆိုရင်အဖြေကတော့ဘာဆိုပေါ့နော်ရေးလို့မရအောင်3番が鈴木さんは食べた匂いを記録します鈴木さんဟာဆိုရင်စားတဲ့ပမာဏကိုတဲ့မှတ်တမ်းတင်တယ်မှတ်တမ်းတင်တာကတော့ဟုတ်တယ်ဒါပေမဲ့鈴木さんကတင်တာမဟုတ်ဘူးဘယ်သူကတင်มาလဲခိုင်ကိုရှုကုကတင်มาလေအဲဆိုအဖြစ်3番ကလည်းရေးလို့မရအောင်နော်နောက်တစ်ခု4番က鈴木さんはお茶を飲むとドキドキむせます鈴木さんဟာဆိုလက်ဖက်ရည်တောက်တဲ့အခါမှာဆိုရင်တဲ့တစ်ခါတလေတဲ့ထောက်ဆိုတယ်ဆိုတော့အဖြေက4番နော်နောက်တစ်ခုကြည့်ရအောင်ခိုင်ကိုရှုခုနဲ့စာတုဆန်နဲ့ပြောတယ်စာတုဆန်တဲ့ရှုခုချီဝါအိုဝါရီမရှတာနဲ့စားတော့ပြီးသွားပြီတဲ့မိုးစခုရှိနိုမီမိုနိုဝါဣပခတက်စကတောက်ဆာနည်းနည်းလေးသုံးဆောင်မလားတဲ့ဟိုင်ဣတတာကီမတ်သုံးဆောင်ပါမယ်တဲ့
စမေတိုင်မူခိချာအိုမူချိရှိမရှိုကအေးတယ်တဲ့ဒီဟိုမူကီပေါ့နော်မူကီလက်ဖက်ရည်ကိုတဲ့ယူလာပေးရမလားတဲ့အေးရဲ့သွားပြောလိုက်တယ်အာတတခိုင်ကူချာကနိုမီတိုင်းတယ်နှွေးတဲ့လက်ဖက်ရည်ကိုတောက်ချင်တယ်ဝါကာဒီမတ်တာနားလေပါပြီကြဒါဆိုရင်ဒီမှာအဖြေတို့ဝါတာရှိလို့ထည့်ရမှာပေါ့နော်အဖြေအဲ့ဆိုညစ်ကျေးစုပါဘာထည့်ရမလဲဆိုတော့အောက်ကိုအဖြေသွားကြည့်လိုက်မယ်ဒါဆိုရင်တဲ့နံပါတ်1စမေတိုင်းမူကီချာအိုမိုတေခီမတ်နဲ့အေးတဲ့မူကီချကိုယူလာမယ်သူကအေးတဲ့ဟာကိုမတောက်ချင်ဘူးလေအာတတခိုင်းတွေ့တာဖြစ်တဲ့အတွက်ကြောင့်အချီပန်ကမှာပါတယ်နောက်တစ်ခုကြည့်ရအောင်နိဗ္ဗာန်ကကြတော့အာတတခိုင်းမူကီချအိုမိုတေခီမတ်နဲ့နှွေးတဲ့မူကီချကိုယူလာမယ်တဲ့မူကီချတောက်ချင်တာမဟုတ်ဘူးသူကခိုးချတောက်ချင်တာလေအဲ့တော့အဖြေနိဗ္ဗာန်လည်းမှားတယ်စမ်းမှန်ကအာတတခိုင်းခိုးချအိုမိုတေခီမတ်နဲ့နွေးတဲ့ခိုးချကိုယူလာပြီးမယ်လို့ဆိုတာကပြန်နေပေါ့ခဏသူပြောလိုက်တယ်နော်စမေတိုင်းခိုးချအိုမိုတေခီမတ်နဲ့ဆိုတော့ဒါလည်းမှားပါတယ်ဆိုတော့အဖြေကစမ်းမှန်နော်အဲ့ဆိုရင်ဒီကိုတော့ပါလေးကြည့်ရအောင်ချီပဝါနိဘေးပတ်လက်ကိုကြတော့အာရှိမုတိုလို့ခေါ်တယ်အာရှိမုတိုစီးခုံနေရာကို input ဆိုရင်စီးခုံနေရာဝမ်းချူခြင်းကိုကြတော့ခန်းချောလို့ခေါ်တယ်နော်ခန်းချောဆိုရင်ဝမ်းချူခြင်းအဝတ်လေသည်ဆိုရင်ခိကာအေတုအဝတ်လေသည်ခိကာအေတုချွတ်ချသည်အောက်ချသည်ဥမာပေါင်းမိချွတ်တာတို့ပစ္စည်းကိုအောက်ချတာမျိုးဆိုရင်တော့ဇာကေတုလို့ခေါ်တယ်မထိန်နိုင်ခြင်းဆိုရင်တော့ရှိကင်းဆိုရင်မထိန်နိုင်ခြင်းရှက်စိတ်အရှက်တရားဆိုတော့ရှုချိရှင်ဆိုရှက်စိတ်အကြောက်တရားလို့ခေါ်တယ်နော်အရှက်တရားလို့ခေါ်တယ်တခါသုံးလက်အိတ်ကိုကြတော့စခာဣစေစုတေတေပုခုလို့စခာဣဆိုတာကသုံးတာစုတေဆိုတာပြေတာတေပုခုကအိတ်အဲ့ဒါသုံးပြီးတော့ပြစ်တဲ့အိတ်ဆိုတခါသုံးလက်အိတ်ပေါ့စခာဣစေတေပုခုလို့ခေါ်တယ်စီးကိုကြတော့နီယောလို့ခေါ်တယ်နီယောဣဆိုစီးသွားခြင်းစိတ်စီဝမ်းသွားတာအညစ်အကြေးဆွတ်တယ်ဆိုရင် high say ဆွတ်ပေါ့နော်ဒါအလီပဲတသွားစီးပဲတသွားချုံကုန်ပြီးပြောလိုက်မယ်ဆိုရင် high say ဆွတ်မစင်ကိုကြတော့ဘန်လို့ခေါ်တယ်နော်ဘန်ဆိုရင်မစင်ဝမ်းသွားခြင်းစိတ်ဆိုရင်ဘန်ဤအိမ်တာဘူထိုင်ဆိုရင်ဘန်စာလို့ခေါ်တယ်တဲသွား၍ရတော့အိမ်တာဦးဆိုရင်တော့ဘူတာဘူးတို့တို့ဤတယ်လို့ခေါ်တယ်ဘူတာဘူးရတို့ဤတယ်ရမယ်နော်ဘူတာဘူးတို့ဤတယ်လို့ခေါ်တယ်တဲသွား၍ရတော့အိမ်တာဦးလို့ခေါ်တယ်တဲသွားရရတယ်ဆိုတာတနေရာနဲ့တနေရာပေါ့နော်လွယ်လွယ်ကူကူနဲ့တဲလို့ရတဲ့အိမ်သာအုပ်လို့ခေါ်တယ်နော်နောက်တစ်ခုသူနာပြုဝန်ထမ်းကိုကြတော့ဟန်ကောရှော့ကုလို့ခေါ်ပြီးတော့ဝန်ထမ်းကိုကြတော့ရှော့ကုအင်းလို့ခေါ်တယ်ညအိဝတ်စုံကကြတော့ဘာချာမနော်ဘာချာမကိုညအိဝတ်စုံလူခေါ်ခလုတ်ဆိုရင်ယောဘီဒါရှိဘူတန်လို့ခေါ်တယ်ယောဘီဒါရှိဘူတန်ဒါလေးအားတူပါလေကျေနော်အဲဆိုဒီဘက် conversation လေးတော့ကြည့်အောင်ဟန်ကောရှော့ကုနဲ့စာတူဆန်နဲ့ပြောလေစာတူဆန်ပါချာမာနိတိခအေဒုမာအေနိအိုရှိရီအိုခီအေရီနိရှိမာရှောကရှိရီဆိုတင်မာပြောတာနော်အဲဆိုညင်စာတုဆန်နဲ့ပါချာမမလေးခင်မှာတင်မာကိုတက်ရှင်အောင်လုပ်ကြမလားတဲ့ဆိုですねဟုတ်တယ်နော်တဲ့じゃဒါဆိုရင်တဲ့ဇူဘွန်အိုစားကင်းပါစနေဘောင်းမီချွတ်မင်းနော်တဲ့အိုင်ဝင်နေကိုင်းအရှိမဆောင်ရွက်ပေးပါတဲ့ဟိုရှိလိုကချော့တူ赤くなっていますね。痛くないですかで、まあ、それ、ねねにで、にえにねで、まだうらで。はい、少し痛いで、ほけ、ねねになま。そうですか。看護師は未来、ほらで。あとに、看護職に楽しておきますね。ဒီတူနာပြုကိုတဲ့ဆက်သွယ်ထားလိုက်မယ်တဲ့ပြီးပြောတာအဲဆိုတော့ဒီမွန်တိုင်းမှာဆိုရင်ရောဘာရေးမလဲရောနော်ဒီချိပံကစာတုဆံဝပါဇာမာနိခိခာအေမရှတာစာတုဆံဟာဆိုရင်ပါဇာမလဲလိုက်တယ်ခဏပြောလိုက်တယ်စာတုဆံဟာပါဇာမမလဲခင်ဟုတ်ပြီနော်မလဲခင်ပြောတဲ့အတွက်ကြောင့်မလဲရသေးဘူးအဲဆိုတော့အဖေကဒီကိုရေးလို့မရအောင်နိဗ္ဗာန်ကစာတုဆံဝအိုရှိရိကအတိုင်တဲ့စာတုဆံကတင်မာကအနာနေပါတယ်တဲ့ဒါဆိုခဏလေးပြောလိုက်တယ်တင်မာကနေပြီးတော့နာနေတာဖြစ်တဲ့အတွက်ကြောင့်အဖြေကနေပဲစမ်းမှန်ဘာလို့မှားတာလဲပေါ့နော်စာတုဆံဝဇီဘွန်ဒေစဘွန်ဥဇာငါမရှိတာစာတုဆံဟာဆိုရင်တဲ့ကိုယ်တိုင်နဲ့စူပွန်ပေါင်းမိကို
ထွက်တယ်ဆိုတော့မှားတယ်နော်ခဏကခိုင်ကောကဆောင်ရွက်ပေးပါလို့ပြောတယ်သူက お願いしますလို့ပြောလိုက်တယ်စာသူဆန်は自分で美味しいをで吹きましたစာသူဆန်ဟာဆိုရင်ကိုယ်တိုင်းနဲ့တင်ပါကိုတုတ်ခဲ့ပါတယ်ရောနော်ဒါဆိုရင်လည်းမှားတယ်နော်သူကိုယ်တိုင်းမတုတ်ဘူးဆိုနောက်တစ်ခုကြည့်ရအောင်ကန်ကလေနည်းနည်းလေးဝါနေတယ်ပေါ့နော်မြင်ရတာတော့ဘာသာရှိတော့မှမရအောင်ဒါပေမဲ့ဟိုဟာကြည့်ကြည့်ရအောင်နော်Suzuki さん、おかえりなさい。散歩はどうでしたか ?Suzuki さんね、ပြန်လာပြီလားတဲ့လမ်းလျှောက်တာကဘယ်လိုလဲတဲ့နဲ့外は涼しくて気持ちが良かったよ。အပြင်မှာကတဲ့အေးပြီးတော့တဲ့ဘာလဲဆိုတော့စိတ်ကပေါ့နော်ကောင်းခဲ့ပါတယ်それは良かったですね。看護師がပြောလိုက်တယ်。အဲ့ဒါကောင်းလိုက်တာနော်。これからအခုကနေစပြီးတော့昼ご飯ですからနေ့လယ်စာစားမယ့်အချိန်ဖြစ်တာကြောင့်သူဤတယ်နီဣခိမဆန်ကအိမ်သာသွားကြမလားအမလီခိုင်းကောမှာဆိုရင်ဘာဖြစ်ပေါ့နော်သမင်းစားခင်မှာဆိုရင်အဖိုးပါကိုအိမ်သာအရင်ပို့ပေးရတယ်စီဝမ်းသွားတာအရင်လုပ်ပြီးမှသမင်းစားရတာနော်ဒါလေးမှတ်ထားရမယ်Suzuki さんが今はまた行きたくないです。အခုကတော့တဲ့မသွားချင်ဘူးတဲ့そうですかခိုင်ကောမေးလိုက်တယ်ဟုတ်လားတဲ့မို့ဒါပေမဲ့食事の前に行けば安心ですよအစားမစားခင်မှာသွားတာကစိတ်ချရတယ်လေတဲ့そうかဟုတ်လားတဲ့じゃあဒါဆိုရင်လေ行っておこうဆိုတော့သွားထားမယ်တဲ့はいわかりましたနားလည်ပါပြီတဲ့ဒါဆိုရင်ကြည့်အောင်နော် နံပါတ်1က一番ကလေအိုအာရာအီမတ်လက်ကိုစီးနေဒါဆိုရင်လုံးဝမပြောထားဘူးလीเนาะဒါဆိုရေးလို့မရအောင်ခေါဟန်ဦးတာပင်မှာသမင်းကိုစားတယ်သမင်းကိုအရင်မစားသေးဘူးเนาะသူတို့ဘာလုပ်မှာလဲသူဤတယ်နီအကိမအင်္ဂါကိုသွားမှာဆိုတော့အဖြေကဘာလဲဆိုတော့စံပန်เนาะဒါကယောမန်ကစံပူနီအကိမလမ်းလျှောက်ဖို့တာလေဆိုတော့လက်ပြန်လာတာလို့ပြောတာဖြစ်တဲ့အတွက်ကြောင့်ယောမန်လည်းမှာတယ် နောက်တစ်ခုကြည့်ရအောင်နောက်တစ်ခုကကြတော့ထိုင်းကောချိုခုနဲ့စာသူစံနဲ့ပြောတယ်ဟီတိုရီတီဘန်စာနီဆူဝါရဲမှာစကားတဲ့တယောက်သေးဘူတိုင်းမှာထိုင်နိုင်လားတဲ့ဖိုက်တိုင်းကျော်ဘူးတဲ့အဆင်ပြေပါတယ်ခုနိုဘူတဝါနန်ဒစ်ကာတဲ့စာသူစံမေးလိုက်တယ်ပေါ့နော်ဒီခလုတ်ကပါလေတဲ့ခိုင်ကောချိုကပြန်ဖြေလိုက်တယ်လိုဘီတာရှိဘူတန်တဲ့လူခေါ်ခလုတ်ဖြစ်ပါတယ်ရှော့ကူအင်အိုယောဘူးတိုကီစခိုင်အီမတ်ဝန်ထမ်းတွေကိုခေါ်တဲ့အခါမှာဆိုရင်အသုံးပြုတယ်တဲ့။ဝါတေရှိဝါဆိုတူနီအီမာကျွန်တော်ကတော့အပြင်မှာရှိနေမယ်။ high set ကအိုဝါတာကပေါ့နော်။စီဝန်သွားတာပြီးသွားရှင်းတဲ့ဒီမှာထည့်မယ်စာလုံးကိုဝါတေရှိရေးပေးရမယ်ပေါ့နော်။အားထည့်မှာလေဆိုတော့နံပါတ်1ဘူတန်အိုအိုရှိတဲ့ဒေါ်အာအိုအာကေတဲ့ခရာဆိုင်ခဏုတ်ကိုနှိပ်ပြီးတော့တကားကိုဖွင့်ပေးပါတဲ့။နံပါတ်2ဘန်ကကြတော့ဘူတန်အိုရှိတဲ့ဒေါ်အာအိုရှိမဲတဲ့ခရာဆိုင်တကားကိုခလုတ်ကိုနှိပ်ပြီးတကားကိုပိတ်ပေးပါဘိုးတံအိုရှိတဲ့ခလုတ်ကိုနှိပ်ပြီးတော့မီစီဦးဒါရှိတဲ့ခရာဆိုင်ရေကိုထုတ်ပေးပါတဲ့ဘိုးတံအိုရှိတဲ့ခလုတ်ကိုနှိပ်ပြီးတော့ရှီတာစိတ်တဲ့ခရာဆိုင်အတိပေးပါအဲ့ဒီမှာတခုမှတ်ထားရမှာကပေါ့နော်ဒီ high sense တွေပါတယ်လုပ်တဲ့အခါစီဝမ်းသွားတဲ့အခါမှာဆိုအဖိုးဘွားကသူ့ရဲ့ကိစ္စတွေပြီးနောက်သွားပြီဆိုရင်သူကဘာမှမလုပ်ဘူးကိုကပဲလုပ်ပေးရမှာအဲကြောင့်သူကလူခေါ်ခလုတ်ကနေနှိပ်ပြီးတော့ကိုယ့်ကိုအတိပေးမှာပေါ့နော်အဲကြောင့်အဖေကဆမ်ဘန်ဆိုပြီးရေးပြီးစီမီမာဆန်ဂျောမန်ကိုရေးပေးရမယ်နော်သူ့ကိုဘာမှသွားပြီးတော့အလုပ်ခိုင်းလို့မရဘူးသူကအတိပေးမယ်ကိုကသူ့ရဲ့ဝေယဝဆကိုလုပ်မှာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်သူအတိပေးလိုက်တဲ့အခါမှာသူ့ရဲ့ကိစ္စတွေကိုခလုတ်နှိပ်တာတို့အရေးဆွဲချတာလို့ဆိုရင်ကိုပဲလုပ်ရတာပေါ့နော်အစာအဖြစ်ယူမှန်ကိုရေးပါမယ်ဟုတ်ပါပြီဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲဆိုရင်အာဂျပန်မိုင်းရဲ့အပိုင်းတုံးကိုလည်းကြာပြီးတင်ပြပေးမှဖြစ်ပါလိမ့်မယ်အလုံးစာလို့ရတာအဆင်ပြေလားပေါ့နော်အဆင်မပြေတာရှိတာတို့မေးချင်တာရှိတာတို့သိချင်တာရှိတာတို့ဆိုရင်ဒီဗီဒီယိုရဲ့ comment မှာcomment ပေးပြီးတော့မေးထားလို့ရပါတယ်အလုံးကျေးဇူးပါ